အားလုံးပဲမင်္ဂလာပါဒါလေးကတော့ကျွန်တော်တို့အခုအရန်ရောင်းနေရတဲ့ Philips shaper လေးတစ်ခုနဲ့မိတ်ဆက်ပေးပါမယ်ဒီကောင်လေးကဆိုလို့ရှိရင်ကျွန်တော်တို့ PQ206 model လေးဖြစ်ပါတယ် AA battery နှစ်လုံးကိုအသုံးပြုရမှာပါAlkaline AA battery နှစ်လုံးဆိုလို့ရှိရင်မင်းတို့ဒါတစ်လထီကိုရိတ်ခံပါတယ်เนาะတစ်လထီကိုရိတ်လို့ရပါတယ်အမွေးမြင်များရင်တော့ဒါကတော့အကိုရဲ့ရိတ်တဲ့အချိန်ပေါ်မူတည်ပြီးတော့ပေါ့เนาะ battery light လေးကကွာခြားသွားမှာပေါ့เนาะဒါလေးကပြီးလို့ရှိရင်ကျွန်တော်ထည့်ရ battery ထည့်ပုံထည့်နည်းလေးတွေသူ့ရဲ့အတန်လေးကိုလည်းဗီဒီယိုလေးနဲ့စမ်းပြပေးပါမယ်ဒီဆက်လေးကဒီကာဘာလေးကကျွန်တော်တို့ဒီနင်းညူရောင်လေးပြီးလို့ရှိရင်ဒီကောင်လေးကကျတော့သူ့ရဲ့အတွင်းမှာဒါခါဖို့ brush လေးပါတယ်သူကကျတော့ကျွန်တော်တို့ဟို dry only ပဲသုံးရမယ်ပေါ့နော်သူကတော့အဆူတော့မရဘူး dry only သုံးရမယ်ဒါဆိုလို့ရှိရင်ဒီ battery ထည့်တဲ့နေရာလဲဒီမှာလက်ဖက်လေးနဲ့ထည့်ရတာလဲလွယ်ဒါလေးကိုလတ်လိုက်ပြင်ဒီမှာနော် AA battery နှစ်လုံးသူပြထားတဲ့ sign လေးအတိုင်းထည့်လိုက်ပါကျွန်တော်ထည့်ပြီးတော့အတန်လေးစမ်းပြပေးပါမယ်ဒါက minus lessဒီကောင်လေးက plus minus ဒီတက်ခဲလေးနှလုံးထည့်လိုက်ပြီးရင်စမ်းပြပေးပါမယ်ဒါသူ့ရဲ့အဖုံးလေးပေါ့နော်ချွတ်လိုက်ပြီးရင်ဓာတ်သွားနှာခေါင်းလေးကအတန်လေးကတော့ဒီလောက်ပါတယ်လုံးဝအသားကိုချလာအားညာလုံးဝမဖြစ်ပါဘူးတန်ရှင်းလို့ရတာလည်းအရင်လွယ်ကူပါတယ်ဒါဆိုကျွန်တော် power on လိုက်ပြီဒီကောင်လေးကဒီအဖြူရောင်ကလစ်လေးကိုနှိပ်လိုက်ပြီးတော့ဖြုတ်လိုက်လို့ရှင်ဒီဓာတ်တွေအကုန်လုံးတန်ရှင်းရေးလုပ်လို့ရပါတယ်ဒီဓာတ်သွားလေးတွေကိုဒီပေါ်မှာဆိုအမွှေးမြင်လေးတွေကြာတာလေးတွေကိုကျွန်တော်တို့ brush လေးနဲ့ခါလို့ရတယ်ဒီခေါင်းလေးကိုဖြုတ်ပြီးတော့ကျွန်တော်ရေဆေးလို့ရတယ်ရေဆေးတဲ့အခါမှာတစ်ခုတတိထားမှာကျွန်တော်ပြန်လုံးက6ပြီဆိုတော့မှကျွန်တော်ဒီခေါင်းလေးကိုပြန်တက်လိုက်ပေါ့နော်မ6ဘဲနဲ့လုံးဝပြန်မတက်ပါနဲ့အဲ့ဒါလေးပါတော့တက်တာလေးလွယ်လွယ်လေးပဲနော်ဒီလိုလေးပါဒါလည်းသူ့ရဲ့ eject ခလုတ်လေးပါဒါလေးကတော့ကျွန်တော် Philips PQ206 ပါဒီကောင်လေးကအာမခံ2နှစ်နဲ့တူကျွန်တော်ရှိမှာ install ဝယ်လို့ရပါတယ်เนาะအချိန်လုံးဝစောင့်စရာမလိုပါဘူး